Hello မင်္ဂလာပါဒီနေ့ကတော့မနက်ပိုင်းမှာကျွန်တော်ကကိုယ့်အနေကိုပုံသွင်းကြည့်မှာပါเนาะတဘာဝဆက်ဆံလမ်းကြီးပုံစံလေးကိုကိုယ့်အကိုသွင်းကြည့်မှာပါသူကတော့ပထမဆုံးကျွန်တော်တို့နှစ်ပိုင်းဝက်လိုက်တယ်ဝက်ပြီးသွားရင်တော့ဆက်တင်ချောင်းနဲ့တလေးချင်းဆွဲပြီးတော့နှစ်ချမ်းပြောက်ခွဲပြီးတော့လိမ့်တယ်ပေါ့เนาะပြီးသွားရင်တော့အပေါ်မှာခွဲခဲ့တဲ့တစ်ချမ်းကိုပြန်ချရတယ်ချပြီးတော့မှနှစ်ပိုင်းပြန်ခွဲပြီးတော့လိမ့်ပါတယ်လိပ်ပြီးသွားတယ်ဆိုရင်တော့နောက်ဆုံးမှာတော့တဘာဝဆက်ဆံလမ်းကြီးပုံစံလေးရသွားပါပြီ။ရှေ့စမိတ်လေးကိုအုပ်လေးဖြစ်သွားအောင်လိမ့်လိုက်မယ်။လိ